ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဟူးသားသမီးများအတွက်အခုဝင်ရောက်ဖြတ်သန်းမဲ့6လပိုင်းတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအဟောများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ဒီ season လေးမှာတော့ကျွန်တော်ကဒါတဲရော့ကတ်နဲ့ပဲတည်တံ့ဟောပြောပေးမှာပါဗုဒ္ဓဟူးသားသမီးများအတွက်ဒီ6လပိုင်းဟာအလွန်တရာမှကိုကံကောင်းစေတဲ့လတလပဲဖြစ်ပါတယ်နာမည်ကုန်သတင်းတွေကြော်ကြားစေမဲ့လာတလာဖြစ်ပါတယ်ထွန်းပေါက်အောင်မြင်မဲ့လာတလာဖြစ်ပါတယ်ဒီ6လပိုင်းဆိုတဲ့ကာလာတော်တွင်မှာစူရူးကုံလူတွေဘွယ်ရူးတွေကိုရရှိပါလိမ့်မယ်ခင်ဗျာအဲ့တော့အလောက်ကန်ရာရူးတွေနေရာတွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်ကိုယ်ပိုင်စီးပွားကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုလို့ရှင်လည်းပဲလုပ်ငန်းကိုင်ငန်းတွေမှာတိုးတက်အောင်မြင်မယ်အယောင်းဝယ်တော်မှာတရားဆိုလို့ရှင်လည်းပဲရောင်းမန်းဝယ်ပန်းတွေကောင်းပါလိမ့်မယ်ငွေကြေးလက်လာပါတွေပွင့်လန်းပါလိမ့်မယ်ဒါကြောင့်မလို့လုပ်ငန်းကိုင်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိသာထင်ရှားစွာနဲ့တိုးတက်အောင်မြင်ပြီးတော့အဆင်ပြေမယ်နောက်ငွေကြေးလက်လာပါတွေတအားရွှင်ပါလိမ့်မယ်ဒါပေမဲ့ကုန်ကြမှုတွေလည်းတအားများတတ်ပါတယ်အထွက်အပြုတွေတအားများတယ်နောက်ဖြုံးတီးမှုတွေလည်းပဲများနေတယ်လို့မျိုးတွေဖြစ်တတ်ပါတယ်ဘယ်လိုပြောမလဲဆိုတော့အိတ်ပေါက်နဲ့ဖားကောက်နေလို့မျိုးဖြစ်နေတတ်ပါတယ်နောက်တစ်ခုပြောချင်တာကတချို့သောဗုဒ္ဓဟူသားသမီးတွေက6လပိုင်းထဲမှာဘယ်လိုပြောမလဲဆိုတော့ဗျာနာမည်ကြီးထမင်းငတ်လို့ပုံစံမျိုးလည်းပဲဖြစ်နေတတ်ပါတယ်ရှေ့မှာတော့ဖြစ်တယ်အောင်မြင်တယ်ဒါပေမဲ့နောက်ွယ်မှာတော့ရှေ့မှာဖြစ်တဲ့လောက်နောက်မှပြန်ပြီးတော့ပျက်စီးဆုံးရှုံးနေတယ်လို့မျိုးလေးလည်းပဲပြန်ပြီးတော့ဖြစ်နေတတ်ပါတယ်အဲ့ဒါလေးတွေကိုတော့ပြန်ပြီးတော့ဂရုစိုက်ရပါတယ်ဒီမဲ့နော်နောက်အဲ့လိုပဲဗုဒ္ဓဟူသားသမီးတွေကပညာရေးပိုင်းမှာအလွန်ကောင်းပါတယ်နောက်ဘာသာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အလွန်ကောင်းပါတယ်ခရီးနဲ့အလွန်အကျိုးပေးလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်နောက်ရေတွင်းရေကန်ကိစ္စတွေနဲ့ပတ်သက်ရင်အောင်မြင်တတ်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်အဲ့လိုပဲကျမ်းမာရေးပိုင်းနဲ့ပတ်သက်လို့ရှင်လည်းပဲတိုးတက်ကောင်းမွန်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။ရခိုင်ကျမ်းမာရေးညံ့တဲ့နေထိုင်မကောင်းဖြစ်တဲ့ဆိုရင်ဒီ6လပိုင်းနဲ့ပါဆိုရင်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့စစ်ဖြစ်ပါတယ်။ပြန်လည်ပြီးတော့ကျမ်းမာပါလိမ့်မယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းတွေနဲ့ပတ်သက်လာလို့ရှင်လည်းပဲများသောအားဖြင့်အဆင်ပြေပါလိမ့်မယ်။ရန်အတိုက်ခိုက်လေးတွေကတော့အနည်းနဲ့များရှိနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေတွေကလည်းပဲသိပြီးတော့ဂယုစိုက်နေစရာမလိုပါဘူး။ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကောင်းမွန်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်။ဂယုဆိုင်ဖို့လိုတာကပြောစကားဆိုစကားလေးတွေကုတ်နှုတ်ပါဇက်ဝစီလေးတွေကိုတော့နည်းနည်းသတိထားရပါတယ်။စကားကြောင့်အမှားလေးတွေဂယုဖြစ်တတ်ပါတယ်။အဲ့ဒါလေးတွေဂယုဆိုင်ဖို့လိုပါတယ်။ဆွေမျိုးညီကိုမောင်နှမကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်။ဒါလေးတွေမှာဂယုဆိုင်ပါလို့မှာကျင်ပါတယ်။အဲ့တော့ကျန်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့တော့ဘာမှတော့သိအထွေထူးတော့ပြောစရာမရှိပါဘူး။ဘာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့တိုးတက်အောင်မြင်မှုတွေရရှိစေမဲ့လာတလာကိုဗုဒ္ဓဟူသားသမီးတွေကဖြတ်တန်းရောက်ရှိလာခြင်းဖြစ်တယ်ဆိုတာကိုဒါပထမတဲရော့ကက်ကနမိတ်ပုံအရာကျွန်တော်အနေနဲ့တွေ့မြင်ရပါတယ်အဲ့တော့ဒုတိယမြောက်တဲရော့ကက်လေးကိုကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပါမယ်ဗုဒ္ဓဟူသားသမီးများအနေနဲ့ဒီ6လပိုင်းထဲမှာဘယ်လိုမျိုးကံအခွင့်အလမ်းတွေရရှိလာနိုင်အောင်မလဲဘယ်လိုအချက်တွေကိုဂရုစိုက်ဖို့လိုတယ်လဲနောက်ဘယ်လိုရရတွေကိုစောက်ရဲသင့်ပါတယ်လဲဆိုတာကိုထပ်ပြီးတော့ကြည့်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းဂျားဖြတ်ကြော်ညာဝင်ကျင်တာကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမေးမြန်းကျင်တဲ့မိတ်ဆွေများအတွက် online တည်တတ်ဗီဒီမေးမြန်းလို့ရပါတယ်ဗီဒီမေးမြန်းနိုင်ဖို့အတွက်ကျွန်တော်ရဲ့ TikTok သို့မဟုတ်sorry ကျွန်တော်ရဲ့ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုဒီ TikTok bio မှာတင်ထားတာရှိပါတယ်တကယ်လို့ bio မှာရှိတဲ့ဖုန်းနံပါတ်ပြတ်သွားခဲ့မယ်ဆိုရင် TikTok Messenger မှာလာပြီးတော့ဖုန်းနံပါတ်ယူလို့ရပါတယ်အဲ့ဒီ Viber တို့ Telegram တို့တွေကနေပဲကျွန်တော်ကဗီဒီဟောပြောပေးပါတယ်အဲ့တော့ဗီဒီဟောပြောတဲ့အခါမှာတဦးချင်းတယောက်ချင်းရဲ့ဗီဒီကိန်းကန်းကိုတွက်ချက်ပြီးတော့ဘဝတက်တက်တာမှာလိုအပ်တဲ့စိတ်နေစရိုက်တွေစောင်းဝမ်းရှောင်းဝမ်းတွေဖွားစာတာနဲ့ပတ်သက်တဲ့အဟောတွေကိုပို့ပေးပါတယ်ဒီရောက်နေတဲ့နှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေကိုယ့်ရဲ့ဒါစောင်းဝမ်းရမယ့်ရေရာတွေကိုကျွန်တော်ပို့ပေးပါတယ်နောက်ဘယ်နှစ်ပဲကိန်းကိုကိုကဘယ်လိုရောက်ရှိနေတယ်ဆိုတာသိချာနားလည်အောင်ရှင်းပြပေးတယ်ကိုသိလို့တဲ့အကြောင်းကိစ္စကိုမေးလို့တဲ့အကြောင်းကိစ္စတွေကိုဖြည့်ပြီးဟောပေးပါတယ်။နောက်အဲ့ဒီအတွက်ဘာရရာလေးတွေလိုအပ်ရင်ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးတာမျိုးတွေရှိပါတယ်။အဲ့ဒီအတွက်ကျွန်တော်ရှိမှဗီဒီမေးမြန်းချင်တဲ့မိတ်ဆွေများကဒါကြိုတင်ပြီးတော့ဒါဆက်သွယ်ပြီးစည်ရင်ပေးသွင်းရတာမျိုးတွေရှိတယ်။သတ်မှတ်ထားတဲ့ညံမှုစော်ကားကတော့တဦးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ဒါကတော့ဗီဒီမေးမြန်းချင်တဲ့သူများအတွက်ကို online ကနေပြီးတော့ဒါဆက်သွယ်မေးမြန်းဖို့အတွက်ကိုကြော်ညာပေးခြင်းဖြစ်ပါတယ်။နောက်အရင်ကြော်ညာထားတဲ့အတိုင်းရန်ကုန်မှာကျွန်တော်ဗီဒီဟောကန်ဖွင့်ဖို့ကိစ္စကိုလည်းပဲအားလုံးစီစဉ်ဆောင်ရွက်ထားပါတယ်။အခုလာမယ့်6လပိုင်း6ရက်နေ့ကနေ12ရက်နေ့အထိတပတ်တိတိရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာကျွန်တော်ဗီဒီဟောကန်
ဖွင့်ပါမယ်ကျွန်တော်ရှိမှလာရောက်ပြီးဒီမေးမြန်းခြင်းတဲ့မိတ်ဆွေများကလိပ်စာအပြည့်အစုံကိုကျွန်တော်ရဲ့ TikTok Messenger မှာပဲဖြစ်ပြီး Viber Telegram ဖုန်းနံပါတ်ရှိတဲ့သူတွေကအဓိကနေပဲဖြစ်လာရောက်ပြီးတော့ဆက်သွယ်လို့ရပါတယ်စုံစမ်းလို့ရပါတယ်အဲ့တော့ကြိုတင်ပြီးတော့စရင်ပေးသွင်းဘိုကင်လုပ်တဲ့သူကိုပဲကျွန်တော်ဟောပြောပေးမှာဖြစ်ပါတယ်အဲ့တော့ရက်အကန့်အသတ်အချိန်ကန့်သတ်ရှိပါတယ်အဲ့တော့အပြင်မှာလူတွေဘေးရင်မေးမြန်းဟောပြောတဲ့အခါမှာဘေးရင်ဟောပေးရုံတခုတည်းတည်းမဟုတ်ပဲနဲ့ကျွန်တော်ရှိကိုလာတဲ့ဧည့်သည်များမိတ်ဆွေများကိုကျွန်တော်ကအဘစကြာကြီးမင်းသင်္ခါရေရရလက်ဆောင်တွေကိုပါကျွန်တော်ကအခမဲ့မြစ်တာလက်ဆောင်ကျွန်တော်ကပေးသွားအောင်မှာပဲဖြစ်ပါတယ်เนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဘေးရင်မေးမြန်းခြင်းတဲ့သူများကတော့ကျွန်တော်ကိုကြိုတင်ပြီးတော့ဆက်သွယ်ပေးထားဖို့လိုပါတယ်ခင်ဗျာကဲတော့ဗုဒ္ဓဟူသားသမီးများအတွက်ဒုတိယမြောက်တေရောခတ်လေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးမှာပဲဖြစ်ပါတယ်ဘလို့ကံခွင်လန်းတွေရှိတတ်လဲဆိုတော့ဗုဒ္ဓဟူသားသမီးများတွေကံခွင်လန်းတွေကစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေပေါ်မှာမူတည်နေပါတယ်အဲ့တော့စိတ်အာယုံတွေထွေပြားနေတယ်စိတ်ဓာတ်တွေကျနေတယ်စိတ်တွေရှုပ်နေတယ်စိတ်တွေညစ်နေတယ်ဆိုရင်ကိုယ့်အတွက်ပေါ့နော်ဒါတိုးတက်အောင်မြင်မှုတွေကိုရရှိစေမယ်ပျော်ရွှင်မှုတွေကိုရရှိစေမယ်ကောင်းမွန်စေမဲ့ပေါ့နော်ဒါအခြေအနေတွေအခွင့်အလမ်းတွေပျောက်ဆုံးသွားစေနိုင်ပါလိမ့်မယ်ဒါကြောင့်မလို့စိတ်ရှုပ်စရာတွေစိတ်ညစ်စရာတွေကိုခေါင်းထဲမှာထည့်မထားပါနဲ့စိတ်ဖိစီးမှုတွေမများပါနဲ့စိတ်ချမ်းသာအောင်နေပါပျော်ရွှင်အောင်နေပါအထူးသဖြင့်အားလုံးနဲ့တက်အောင်နေပါသင့်မြတ်အောင်နေပါလို့ကျွန်တော်အနေနဲ့မှာကြားချက်ပါတယ်အထူးသဖြင့်ဘုံတော်ဟူသားမိတွေတော်တော်များများကဒီအခု6လပိုင်းထဲမှာကိုယ့်အောက်ကိုယ့်တဲ့ငယ်တဲ့သူတွေနဲ့များသောအားဖြင့်အဆင်မပြေတာမျိုးတွေများတတ်ပါတယ်ကိုယ့်တဲ့ငယ်တဲ့သူတွေရဲ့တွန်းလှန်တော်လှန်တိုက်ခိုက်နှောက်ယှက်တာမျိုးတွေကိုခံရတတ်ပါတယ်အဲ့ဒါလေးတွေကိုယူဆိုင်ဖို့လိုပါတယ်အဲ့တော့ကိုယ်စိတ်နှစ်ပါးညှိုးနှွမ်းနေတာမျိုးတွေကိုတတ်နိုင်သူမဖြစ်ပါစေနဲ့တတ်နိုင်သူပျော်ရွှင်အောင်စိတ်ချမ်းသာအောင်နေပါကိုယ်စိတ်ကလေးကိုထားရအောင်ထားပါလို့မှာကျင်ပါတယ်အဲ့တော့ရရအနေနဲ့ဘာလို့စေကျင်လဲဆိုတော့ခွေးသာကြွေးပါလို့ကျွန်တော်အနေနဲ့မှားချင်ပါတယ်ခွေးသာကြွေးပါအဲ့တော့ခွေးပေါ့နော်ဘယ်ခွေးပဲဖြစ်ဖြစ်အိမ်ဟာခွေးပဲဖြစ်လမ်းပေါ်မှာတွေ့တဲ့ခွေးပဲခွေးသာကြွေးပါနောက်ပြီးတော့ရေသရဝါဖြစ်တဲ့ငါးတို့လိတ်တို့ပေါ့နော်အစာကြွေးပါအဲ့တော့ရေထဲမှာရှိတဲ့ငါးတွေလိတ်တွေလည်းအစာကြွေးပါနောက်ကုန်းပေါ်မှာရှိတဲ့ခွေးကိုလည်းအစာကြွေးပါအဲ့ဒီရေရလေးတွေကိုများများလေးဖြီးပြီးတော့လှုပ်ကြည့်ပေးပါထူးခြားပါလိမ့်မယ်သိတာထင်ရှားပါလိမ့်မယ်လက်လာပါတွေလည်းရှင်လာပါလိမ့်မယ်ကိုယ်စိတ်နှစ်ပါးလည်းပဲကျမ်းမာချမ်းသာလာပါလိမ့်မယ်လို့ဒါဗုဒ္ဓဟူသားမျိုးများတို့ကိုရေရကောင်းလေးပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုသဘောကျနှစ်သက်တဲ့ဆိုအဖက်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ